ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ဘုရားရှင်းပြပြီးတော်မူပါ ဟုတ်ပြီဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကဘာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့တဲ့ဣတ္တရနေမာနဝါဒလို့ခေါ်တယ်မှန်ပါဗျာဣတ္တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမာနသူ့စိတ်တိုင်းရဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်မှန်ပါဗျာအဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်မှန်ပါဗျာနောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုဗ္ဗေကတာဟိတုဝါဒဆိုပေါ်လာတယ်ဘာပဲဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတဲ့ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းစပ်လို့လောကကြီးကဖြစ်ထွန်းလာတယ်မှန်ပါဗျာအဲ့တော့ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ္ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထိအောင်စကားလုံးသုံးပြပြီးတော့ဖော်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွဲပြားခြားနားကြတယ်အဲ့ဒီအကြောင်းတရားရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣတ္တရနေမာနသာဝရဘုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်